ကံတရားဆိုတာစေတနာကိုပြောတာအဲ့ဒီစေတနာကိုပဲစောစောကဘုံဘုံကစိတ်ထားဆိုတဲ့စကားလုံးလေးသုံးပြီးတော့ပြောတာဘဝထဲမှာအစဉ်ပြေခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်စိတ်ကောင်းနှလုံးကောင်းထားဆိုတာအဲ့ဒါကိုပြောတာနော်အဲ့ဒီစိတ်ထားကောင်းလေးတွေကစေတနာကောင်းလေးတွေကအဲ့ဒါကုသိုလ်ကံခေါ်တယ်အဲ့ဒါကောင်းတဲ့ကံတရားကိုယ်ကောင်းအောင်စီမံပါစိတ်ထားတွေကဆိုးပြီးရုပ်ပြီးစိတ်ထားတွေကညံ့ပြီးဆိုရင်အဲ့ဒါဘာလို့စေတနာဇိုးကံဇိုးအကုသိုလ်တရားခေါ်တယ်အဲ့ဒါ तू ကကိုယ်ဆိုးအောင်စီမံပါဘယ်သူရဲ့စီမံတာကိုခံကျင်တော့ကံကောင်းမှုရဲ့စီမံတာကိုကျတို့ခံကျင်တာပေါ့ဟုတ်လားရုပ်ဆိုရင်လည်းချောကျင်ဉာဏ်ဆိုရင်လည်းကောင်းကျင်အသက်ဆိုရင်လည်းရှည်ကျင်ကျန်းမာရေးဆိုရင်လည်းကောင်းကျင်လူကြီးလူကင်လည်းများကျင်အဲ့လိုဆိုရင်ကျတို့ဘာလုပ်မလို့စိတ်ကောင်းတာဒီဘဝသေးပြီးလို့ကောင်းတဲ့ဘဝရောက်ချင်တယ်တိဋ္ဌာန်လည်းဖြစ်ချင်ဘူးငရဲလည်းမကြချင်